မင်္ဂလာပါရှင်ဒီနေ့ကျွန်မဘာလေးဆွေးနွေးခြင်းလဲဆိုတော့မိမိကိုယ်ကိုသူများနဲ့မခိုင်းနိုင်ပါနဲ့ဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်မဆွေးနွေးခြင်းပါတယ်မိမိကိုယ်ကိုသူများနဲ့ဘာလို့မခိုင်းနိုင်ပါနဲ့ပြောခြင်းတယ်လဲဆိုတော့ကျွန်မတို့ပတ်ဝန်းကျင်မှာအများစုတွေ့ရတယ်အများစုဘယ်လိုတွေ့ရလဲဆိုတော့သူတို့ကအဆင်ပြေတယ်ဘာလို့အဆင်ပြေတယ်ငါတို့တွေကအဆင်မပြေဘူးသူတို့မိသားစုတွေကအကုန်လုံးတောင့်တင်းနေဆိုတဲ့စင်ကြီးလေးတွေနဲ့ကျွန်မတို့တွေခိုင်းနိုင်တဲ့လူအများစုကိုတွေ့ရတယ်တွေ့ရတဲ့ခါကျတော့ဘလို့ဖြစ်လာလဲဆိုတော့လေးလာကြည့်လိုက်ပါလူတွေကတယောက်နဲ့တယောက်ကမွေးဖွားလာတာဟာအချိန်ကနေစတင်ပြီးတယောက်နဲ့ဖွဲ့စည်းပုံလည်းမတူဘူးလူဘဝတွေလည်းမတူဘူးကျန်းမာရေးတွေလည်းမတူဘူးဖွံ့ဖြိုးတိုးတက်မှုလည်းမတူပါဘူးเนาะအဲ့ဒီလိုမတူနေတဲ့ဘဝတွေကိုမှကျမတို့ကသွားပြီးတော့တယောက်နဲ့တယောက်ရှင်ပြီးခိုင်းနိုင်နေလို့မရပါဘူးเนาะကိုလက်ရှိဖြစ်ပေါ်နေတဲ့ဘဝကိုရောက်ရှိနေတဲ့ဘဝကိုမှဒါကျမတို့ကနေလက်ခံရမယ်ကိုရောက်နေတဲ့ဘဝကိုလက်ခံရပြီးတော့ကျမတို့ကနေရောက်ရှိတဲ့နေရာနေရက်မနေရဘူးရက်မနေပဲနဲ့ကျမတို့ကစူးစမ်းရမယ်စူးစမ်းရတယ်ဆိုတဲ့နေရာမှာလည်းကျမတို့ကလည်းလုပ်ငန်းကံကြီးမှစီးပွားရေးအကြီးတွေလည်းမဟုတ်ပါဘူးเนาะဘယ်လုပ်ငန်းမဆိုလုပ်ငန်းသေးသေးဖြစ်ဖြစ်ဘာဖြစ်ဖြစ်တခုခုကိုအမြဲတမ်းကိုယ်ကစူးစမ်းပြီးတော့လေ့လာပါသင်ယူပါလုပ်ကင်နေပါအဲ့လိုလုပ်ကင်နေမှသာနေကျမတို့ကအလုပ်ကနေမှကိုပြန်ပြီးတော့သင်ပေးသွားမယ်အလုပ်လုပ်ရင်သင်ပေးသွားတဲ့တင်ယူမှုပုံမှာလေးလာမှုတွေကကျမတို့ကထပ်ပြီးလေးလာမယ်လေးလာတဲ့ခါကျမှကိုနဲ့တင့်တော်တဲ့လုပ်ငန်းတွေတွေ့မယ်ကိုအတွက်အခွင့်အလမ်းတွေလည်းဖြစ်ပေါ်လာမယ်အဲ့လိုဖြစ်ပေါ်လာတဲ့ခါကျမှဒါငါဒါလေးလုပ်ရင်ပိုအဆင်ပြေလာတယ်ဒီလမ်းကြောင်းလေးကငါနဲ့တင့်တော်တယ်ဒါငါဝါသနာလည်းပါတယ်ဆိုတဲ့လမ်းကြောင်းလေးတွေကိုကတွေ့လာမယ်အဲ့လိုတွေ့လာမှသာလေကိုကအလုပ်လုပ်ရတာပို့ပြီးတော့စိတ်မှာပျော်ရွှင်လာမယ်စီးပွားရေးအခွင့်အလမ်းတွေလူမှုအခွင့်အလမ်းတွေတိုးတက်လာမယ်အဲ့တော့ရက်မနေပါနဲ့ရက်နေရင်တော့ဘယ်အလုပ်ကမှလည်းကိုယ်လာခေါ်မှလည်းမဟုတ်ဘူးမိဒီအကြောင်းအရာမှလည်းကိုကသိရှိလာမှလည်းမဟုတ်ဘူးเนาะကိုမှအဆင်ပြေတယ်မပြေဘူးဆိုတာကိုသူများနဲ့မခိုင်းနိုင်မှနဲ့သူများတကဘလို့ဘဝပဲဖြစ်ဖြစ်ကိုဘဝကဘလို့ပဲဖြစ်ဖြစ်ကိုရောက်တဲ့နေရာမှာရောက်ရှိတဲ့ဘဝကနေစတင်ပြီးတော့စူးစမ်းပါလေ့လာပါသင်ယူပါเนาะဘလို့ပဲဖြစ်ဖြစ်ငါတို့တွေကခက်ခဲတယ်ဘဝတုဒ္ဒမရှိဘူးဆိုတဲ့အတွေးမျိုးကိုလည်းမဝင်ပါနဲ့ဘယ်လိုဘဝတုဒ္ဒအတွေးမျိုးပဲရှိမရှိကျမတို့ရောက်ရှိတဲ့နေရာနေဘယ်လုပ်ငန်းမဆိုလေးလာလိုက်တင်ယူလိုက်လုပ်ငန်းသေးသေးလေးရပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်လုံးလုပ်ကင်ပြီးတော့ဘဝကိုတိုးတက်အောင်ကြိုးစားကြပါလို့ပြောချင်ပါတယ်နော်